အားလုံးပဲမင်္ဂလာပါကြတော့အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အမေရိကမှာဘဝတစ်တစ်ခုကိုစတင်နိုင်ဖို့ဆင်းရဲဒုက္ခမျိုးစုံနဲ့ရင်ဆိုင်ကြုံဖြတ်ခဲ့ရတဲ့ကာစတီရဲ့ရင်းနှီးပွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။စကော့တလန်နိုင်ငံလူဝစ်ကျွန်းမှာနေထိုင်တဲ့ကာစတီကိုသူမရဲ့ဖခင်ကရေကူးနှင်းတင်ပေးခဲ့ပြီးအမေရိကမှာသူတို့ရနိုင်မဲ့လွတ်လပ်ခွင့်တွေအကြောင်းပြောပြခဲ့တာကြောင့်ကာစတီဟာအမေရိကကိုတွားဖို့အမြဲအိမ်မက်ခဲ့ပါတယ်။နေ့အနေငယ်ကြာမှာဖခင်ဖြစ်သူကင်ဆာယောဂါနဲ့ကွယ်လွန်သွားခဲ့ပြီးကာစတီဟာညီမဖြစ်သူအန်နီမိခင်ဖြစ်သူမီအာရီတို့နဲ့အတူလေယာလုပ်ကိုလုပ်ကင်ခဲ့ပါတယ်ဖခင်ဖြစ်သူကတတိယအောက်မေ့တဲ့အနေနဲ့ဖခင်ရဲ့လက်ဝါးကတ်တိုင်ဆွဲကြိုးကိုသူမအမြဲဆွဲထားလေးရှိပါတယ်တနေ့မိုးလွဲပိုင်းမှာရွာကကျင်းပတဲ့လမ်းပေါ်ကကပွဲကိုတွားဖို့မိခင်ကခွင့်ပြုခဲ့ပါတယ်လမ်းမှာအဖွားကိုပတ်တီကအခုဆိုရင်သူတို့ဟာအမျိုးသမီးပြိုလေးတွေဖြစ်လာပြီးမှယောက်ျားလေးတွေကိုတတိထားဖို့တတိပေးခဲ့ပါတယ်ပွဲမှာတော့ရွာကကောင်လေးတွေဟာစာအုပ်ဖတ်ရတာကိုနှစ်သက်ပြီးစစ်တပ်မှာစာပို့လူတွေလုပ်နေတဲ့မာဒိုကိုတောင်းပြောင်းနေကြပါတယ်မာဒိုကထိုလူတွေကိုရှောင်ပြီးစာဖတ်ဖို့နေရာအေးအေးလေးရှာတဲ့အခါကာစတီကနောက်ကလိုက်သွားခဲ့ပါတယ်အမှန်တော့သူတို့နှစ်ဦးဟာတရားဝင်လက်မထက်ရသေးလို့လူမသိအောင်စစ်ကြိုက်နေကြတာဖြစ်ပြီးမာဒိုကကာစတီကိုအမေရိကမှာဘဝတစ်ခုပေးမဲ့အကြောင်းကတိပေးခဲ့ပါတယ်နောက်တစ်ပတ်တနင်္ဂနွေနေ့မှာကာစတီဟာမာဒိုကိုသူမဖခင်ရေကူးတင်ပေးခဲ့တဲ့ကမ်းခြေကိုခေါ်သွားခဲ့ပါတယ်။မာဒိုရဲ့ဖခင်ဟာငါးဖမ်းရင်မတော်တဆဖြစ်ပြီးပြန်မလာတော့တာကြောင့်မာဒိုဟာရေမကူးတတ်ပါဘူး။ဒါကြောင့်ကာစတီကရေကူးတင်ပေးဖို့ကတိပေးခဲ့ပြီးထိုနေ့မှာပဲသူတို့နှစ်ဦးပထမဆုံးအကြိမ်နိုင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာလူငယ်မျိုးသားအလုံးစစ်ထဲဝင်ရမယ်ဆိုတဲ့အမိန့်ထွက်လာပါတယ်။မာဒိုဟာရှေ့တန်းကိုတွားရတော့မှဖြစ်တာကြောင့်ကာစတီကိုရေကူးတင်ပေးရင်စစ်ပြီးရင်ပြန်လာပြီးအမေရိကကိုခေါ်သွားမယ်လို့ကတိပေးခဲ့ပါတယ်။သူတို့ကိုနှုတ်ဆက်တဲ့အနေနဲ့ရွာကကပွဲတစ်ခုထပ်မံကျင်းပတာမှာမာဒိုကကာစတီကိုပန်းစီပေးပြီးလူသိရှင်ကြားလာခေါ်ခဲ့ပါတယ်။ပွဲမှာလူတွေတောက်စားမှုရင်းနေကြစဉ်ကာစတီကိုသဘောကျနေတဲ့ကောင်လေးတစ်ယောက်ကမနာလိုဖြစ်ပြီးမာဒိုကိုထိုးချိတ်ခဲ့ပါတယ်။အခြေအနေတွေငြိမ်သက်သွားပြီးနောက်ကာစတီဟာတောင်ကုန်းပေါ်ကိုတဘာဝအတိုင်းအပေါ်ပါသွားဖို့ခဏထွက်လာခဲ့ပါတယ်။ထိုအချိန်မှာပဲနောက်ကနေအမီမတိအမျိုးသားတစ်ယောက်ကကာစတီရဲ့ခေါင်းကိုကြောက်ခဲနဲ့ရိုက်ပြီးသူမကိုအဓမ္မပြုကျင့်ခဲ့ပါတယ်ကာစတီဟာသွေးအိုင်ထဲမှာတတိလစ်သွားခဲ့ပြီးတရားခံကဘယ်သူလဲဆိုတာမမြင်လိုက်ရပါဘူးအချိန်တော်ကြာလို့ပြန်မလာတာကြောင့်မာဒိုကလိုက်ရှာရတောင်ကုန်းပေါ်မှာဒဏ်ရာတွေနဲ့တွေ့ရှိပြီးဆရာဝန်မက်ကလန်စီခေါ်သွားခဲ့ပါတယ်ကာစတီကရှက်တာကြောင့်ချော်လဲတာပါလို့ပဲလိန်ပြောခဲ့ပါတယ်နောက်ရက်တွေမှာကာစတီဟာသူမကိုဝင်ရှိနေပြီဆိုတာသိလိုက်ရပေမဲ့မိသားစုအရှက်မရစေဘူးနဲ့မာဒိုနဲ့ဝေးသွားမှဆိုလို့ဘယ်သူမှမပြောဘဲဘိုက်ကိုအဝတ်နဲ့စီးပြီးဖုံးကွယ်ထားခဲ့ပါတယ်။ဒီနေ့မှာတော့စစ်မြေပြင်ကနေမာဒိုပျောက်ဆုံးသွားပြီဖြစ်ကြောင်းနဲ့မာဒိုရဲ့လက်ဝါးကတ်တိုင်ဆွဲကြိုးကိုပြန်တွေ့ရတဲ့အကြောင်းသတင်းဆိုကြားရတာကြောင့်ကာစတီရင်ခွဲမတက်ငိုကြွေးခဲ့ပါတယ်။ဒီလိုနဲ့ကာစတီဟာတတ်မှတ်ရက်ထက်2လစောပြီးအိမ်မှာပဲကလေးမွေးဖွားခဲ့ပါတယ်။အစမှာမိခင်ဖြစ်သူကကလေးကိုဘဝတနေရာပို့ဖို့ကြံရွယ်ခဲ့ပေမဲ့ကာစတီရဲ့တောင်းပန်မှုကြောင့်ခဏပေးပွေးခဲ့ပါတယ်။သို့တော်လည်းလမ်းမစိပဲမွေးဖွားလာတဲ့ကလေးငယ်ဟာညာတွင်ချင်းပဲကွယ်လွန်သွားခဲ့ပါတယ်။ကာစတီဟာဝမ်းနည်းပူဆွေးမှုတွေနဲ့အတူကလေးငယ်ရဲ့အဝတ်စားတွေကိုသူမရဲ့ဆွဲကြိုးထည့်ပေးပြီးပင်လယ်ထဲမှာအဆုံးစီရင်ဖို့ကြိုးစားခဲ့ပေမဲ့မိခင်နဲ့ညီမဖြစ်သူတို့ကအချိန်မီလာခဲ့တင်နိုင်ခဲ့ပါတယ်။ကာစတီဟာစိတ်တန်ရာတွေနဲ့အိမ်မက်ဆိုးတွေစတိုက်မဲ့နေခဲ့ပြီးဒီနေ့မှာတော့ထူးခြားတဲ့အသည့်တစ်ခုဝင်လာခဲ့ပါတယ်။သူမဟာဆရာဝန်မက်ကလန်စီကိုတွားပြီးသူဟာဒဏ်ရာတွေကိုလာစစ်တုံးကတိုးတိုးလေးပြောခဲ့တဲ့အတန်နဲ့ဝီစကီနဲ့ဟာထိုညကအဓမ္မပြုကျင့်ခဲ့တဲ့တရားခံရဲ့အနက်နဲ့အတန်အတိုင်းထပ်တူကျနေတာကြောင့်ရှင်ပဲတရားခံမလားလို့ဆွဆွဲခဲ့ပါတယ်ဆရာဝန်ကညင်မရတော့ပဲကာစတီအိမ်ပြန်ပြေးတဲ့အချိန်မှာပဲမိမိကိုတနက်နဲ့အဆုံးစီရင်သွားခဲ့ပါတယ်တနည်းအကြာမှာတော့ကာစတီဟာစိတ်တန်ရာတွေတက်တာလာပြီးမာရိုခြံထားခဲ့တဲ့တင်မောကငွေနဲ့အမေရိကကိုထွက်ခွာခဲ့ပါတယ်ရက်တပတ်အနေငယ်ကြာပြီးနောက်ကာစတီဟာနယူးယောက်ကသူမရဲ့အိမ်မှာအေးအေးချမ်းချမ်းနေထိုင်နေစဉ်တကားခောက်တန်ကြားရပါတယ်တကားဖွင့်လိုက်တဲ့အခါမှာတော့သူမအံ့ဩမြင်သက်သွားရပါတယ်အဲ့ဒါကတော့တေဆုံးသွားပြီလို့ထင်ရတဲ့မာဒိုဖြစ်နေလို့ပါပဲမာဒိုဟာဂျာမန်စစ်တုံးပန်းဖြစ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးစစ်ပြီးမှလွတ်လာတာဖြစ်ပါတယ်သူရွာကိုပြန်ရောက်တဲ့အခါကာစတီရဲ့မိခင်ကဖြစ်ကြောင်းပုံစံကိုပြောပြခဲ့တာကြောင့်မာဒိုဟာကာစတီရှိရာအမေရိကကိုလိုက်လာခဲ့တာဖြစ်ပါတယ်မာဒိုကကာစတီအခက်ခဲကြုံနေရချိန်မှာဘေးမှမရှိပေးနိုင်ခဲ့လို့တောင်းပန်ခဲ့ပြီးသူတို့နှစ်ဦးဟာအတိတ်ကနာကျင်မှုတွေကိုမေးဖြောက်ကအမေရိကမြေမှာဘဝတစ်ခုကိုပျော်ရွှင်စွာပြန်လည်စတင်နိုင်ခဲ့ကြပါတော့တယ်။